ပတ်စံမရဘူးလားဆိုရင်ကျွန်တော်တို့ပတ်စံရပါတယ်ဝင်ပါတယ်သို့တော့မကြပတ်စံနဲ့ကင်းကွာသွားတယ်ငွေကအကြောင်းမျိုးမျိုးနဲ့ထွက်သွားတယ်ဘယ်ကနေပြီးတော့ငွေရမယ်သို့တော့ရတဲ့ငွေတွေကဘယ်လိုအကြောင်းကြောင့်ဘယ်ကိစ္စကြောင့်ပြန်ပြီးထွက်သွားတယ်အဲ့တော့ငွေနဲ့ပတ်စံနဲ့ကျွန်တော်တို့ကအမြဲအတူရှိနေတာမဟုတ်ဘူးခဏကင်းကွာသွားတဲ့အကြောင်းကြောင့်အဲ့တော့အဲ့ဒီလိုမျိုးကိုယ့်လက်ထဲမှာငွေမြဲခြင်းလို့ပဲဖြစ်ဟဲ့လားငွေချင်းနဲ့ပတ်သက်ရင်ငွေနဲ့ကွာတသားတည်းရှိပြီးငွေနဲ့မကင်းကွာဖို့ဆိုရင်ဒီရရနီးလေးကိုလုပ်ပါရိုးရှင်းပြီးလွယ်ကူပါတယ်အလွန်ထိရောက်ပါတယ်အကုန်ကြလည်းသိမရှိပါဘူးကျွန်တော်ဒီလိုကွာစီတုပ်လေးတစ်ထုပ်လိုပါတယ်နော်အဲ့တော့9000နဲ့အတစ်တရလိုတယ်9000နဲ့အတစ်တရကလေးကိုဒီလိုမျိုးလေးခောက်လိုက်မယ်ပေါ့နော်ခောက်ပြီးသွားရင်ကျွန်တော်တို့ဒီလိုအိတ်လေးထဲထည့်လိုက်မယ်ထည့်ပြီးရင်ကျွန်တော်ဘာလုပ်မလဲဆိုရေမွေးလေးဆွတ်လိုက်မယ်နော်အထက်ကိုရေမွေးလေးဆွတ်လိုက်မယ်ပြီးရင်ဆွမ်းနာကွာစီလေးတွေကိုဒီအိတ်ထဲကိုထည့်လိုက်မယ်နော်ကင်းကွာနေတဲ့ငွေတွေဟလာဝေးကွာနေတဲ့ငွေတွေအမြန်ဆုံးပြန်လာပါစေအမြန်ဆုံးဝင်ပါစေကွာနေတဲ့ပတ်စံတွေနဲ့အမြန်ဆုံးစိတ်ဆက်ပါစေစိတ်ပါစေဆိုပြီးတော့ကျွန်တော်တို့ဆူတောင်းပြီးထည့်လိုက်မယ်ထည့်ပြီးတော့ကျွန်တော်တို့အိတ်ကလေးကိုပိတ်လိုက်မယ်နော်အဲ့တော့အိယာပေါ့နော်မနက်အိယာထိုင်တစ်ခါညနေနေဝင်ချိန်မှာတစ်ခါအဲ့ဒါဒီလိုမျိုးလေးကိုလက်နဲ့ပုတ်ပေးမယ်သို့မဟုတ်ကို့မှာပေါ့တခြားသောပတ်စံရှိသေးတယ်ပေါ့နော်တခြားသောပတ်စံအုပ်လိုက်ရှိတယ်သို့မဟုတ်ရင်ပတ်စံတရွက်နှစ်ရက်ရှိတယ်ထားပါတော့ဆိုရင်လည်းအဲ့ပတ်စံကိုလက်ဝါးတစ်ခုမှာအဲ့ပတ်စံကိုထည့်ထားမယ်ဟုတ်လားတစ်ခုကဒီတစ်ဖက်ကဒီလိုကင်ပြီးတော့မနက်အိယာထချိန်မှာဒီလိုမျိုးကင်းကွာနေတဲ့ငွေတွေဝေးကွာနေတဲ့ငွေတွေအမြန်ဆုံးပြန်ဝင်ပါစေဆိုပြီးတော့စုတောင်းမယ်စုတောင်းတိုင်းမှာရေမွေးလေးစွတ်ပြီးတော့စုတောင်းမယ်နောက်ပြီးတော့အဲ့လိုစုတောင်းပြီးသွားပြီဆိုရင်အချိန်ဘယ်လောက်ရမဟုတ်ကိုအားရကျေနပ်အောင်တေချာလေးစိတ်ပါလက်ပါနဲ့စုတောင်းပါလေးနဲ့လောက်ပါစုတောင်းပြီးအောင်စီပိုင်းစီနိုင်စီဆိုတာကိုလည်းရွတ်မယ်အနည်းဆုံး9ချိန်ရွတ်မယ်ပေါ့နော်အဲ့တော့အဲ့ဒါမနက်ကိုအဲ့ရနိုးရင်တစ်ချိန်ညနေပေါ့နေဝင်ချိန်လောက်ကိုမှန်းပြီးတော့တစ်ချိန်လောက်ရမှာဖြစ်ပါတယ်နော်အဲ့တော့အင်ရှိလမ်းဘက်လှည့်ပြီးလောက်တာတို့ရန်တာဘက်ကိုလှည့်ပြီးလောက်တာတို့လောက်ရင်ပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ဒီတစ်ခါမှတော့ကျွန်တော်ဒါလေးကိုလာပြီးတော့ပြောတာပါအဲ့တော့အကျိုးထူးပါတယ်စွမ်းပါတယ်တေချာလေးလှုပ်စေချင်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်